Hello, there we are. 5 minutesအတွင်းမှာအခုလိုမျိုးကြွေရုံမလေးတရုပ်လို makeup look လေးရစေဖို့မကြလိုင်းကထွက်ထားတဲ့ baby cushion လေးနဲ့ two-way makeup ပေါင်နာလေး2မျိုးတည်းဆောင်ထားလိုက်ပါအသားရည်လက်တဲ့လူဆိုရင်မကြလိုင်းရဲ့ baby cushion number 1ကိုအသုံးပြုနိုင်ပါတယ်အသားရည်ညိုချောလေးတွေကတော့မကြလိုင်းရဲ့ baby cushion number 2ကိုအသုံးပြုနိုင်ပါတယ် skin care တွေ makeup တွေသုံးပြီးအစီပြန်တာချွေးပြန်တာတွေအတွက်မကြလိုင်းရဲ့ two-way ပေါင်နာလေးလိမ့်ပေးလိုက်ရင်တနေ့ကုန်တိတ်တိတ်လေးနဲ့ဝင်းပပလေးဖြစ်စေတဲ့အရန်သုံးလို့အဆင်ပြေတဲ့ပေါင်နာလေးပါရှင်တဲဆောင်ရတာလဲလဲကူပြီးတော့တပူးဆိုရင်လည်းအကြာကြီးအသုံးခံနဲ့အရန်သုံးလို့အဆင်ပြေတဲ့ပေါင်နာလေးပါရှင်မိတ်ကပ်သားပပလေးနဲ့တနေ့တာလုံးဝင်းဝင်းလေးနဲ့ဂလိုးနေတာမျိုးလေးကိုသဘောကျတယ်ဆိုရင်မကြလိုင်းရဲ့ BB cushion အမဲရောင်လေးကိုအသုံးပြုပေးနိုင်ပါတယ်မိတ်ကပ်သားထူတာမျိုးကြိုက်တယ်မျက်နှာမှာရှိတဲ့အမဲဆက်တင်တိတ်လေးတွေပါဖုံးချင်နေဆိုရင်တော့မကြလိုင်းရဲ့ BB cushion အဖြူရောင်လေးကိုရွေးသုံးပေးပါရှင် hydration ပါဝင်တာမို့လို့တခြားမိတ်ကပ်တွေလို့အသားအီချောင်းမှာချွေးပေါက်ပိတ်မှာလုံးဝပူစရာမလိုဘူးနော်ကြာလေလှလာလေဆိုတဲ့မိတ်ကပ်သားမျိုးမို့လို့သုံးမှုသူတိုင်းဆွဲလန်းကြတဲ့ cushion လေးပါရှင်စမ်းသုံးကြည့်ပြီးအကြိုက်တွေ့စေဖို့အာမခံပါတယ်စမ်းသုံးခြင်းတဲ့တဲလေးတို့ပစ္စည်းတွေအများကြီး install ရှိထားပါတယ်ကဲတဲတို့ရေ5မိနစ်အတွင်းမှာကြွေရုံမလေးတရုပ်လို glow ပြီး makeup look လေးရစေဖို့မကြလိုင်းရဲ့ BB cushion လေးနဲ့မကြလိုင်းရဲ့ two-way makeup ပေါင်နာလေးကိုစောင့်ထားလိုက်ပါရှင်